မြို့တော်ဝန်တဦးကို RPG လောင်ချာနဲ့တစ်ခတ်လုပ်ကြံမှုဖိလစ်ပိုင်မှာဖြစ်ပွားခဲ့ပါတယ်။ဇန်နဝါရီလ25ရက်နေ့မနက်6:30မိနစ်မှာ Sharif အကွာမြို့တော်ဝန် Ahmed Mitra Ambaduan ရဲ့ရင်တန်းကိုလက်နက်ကင်တွေက RPG တွေအားပြင်းလက်နက်တွေနဲ့အလစ်အနှိုက်စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။ဒါဟာသူ့ကိုတပ်ဖို့တတိယအကြိမ်မြောက်ကြိုးပမ်းမှုဖြစ်ပေမဲ့မြို့တော်ဝင်စီးလာတဲ့ SUV ကားကကြီးကားဖြစ်နေလို့သူကတော့ထိခိုက်မှုမရှိဘဲလွတ်မြောက်သွားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့လုံခြုံရေးအဖွဲ့ဝင်2ဦးကတော့ဒဏ်ရာရရှိခဲ့ပါတယ်။တိုက်ခိုက်မှုအပြီးမှာရဲနဲ့စစ်တပ်ကတရားခံတွေကိုချက်ချင်းလိုက်လံဖမ်းဆီးခဲ့ရမှာဓာတု NC ဒေတာအရောက်မှာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးလက်နက်ကင်3ဦးကိုအသေးဖမ်းဆီးရမိခဲ့ပါတယ်။ PNP ရဲ့ချုပ်ဂျိုးစေးမဲလန်စီယိုနာဒါဒက်စ်ဂျူနီယာကတော့ဒီဒေတာကို Wine West လိုမျိုးဥပဒေမဲ့နယ်မြေဖြစ်မခံဘူးလို့ပြက်ပြက်သားသားသတိပေးလိုက်ပြီးနောက်ွယ်ကလက်တဲ့တရားခံတွေကိုဖော်ထုတ်ဖို့အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကိုတာဝန်ပေးထားပြီးဖြစ်ပါတယ်။သတင်းကြေးစုံကိုဖတ်ရှုလိုပါကမင်္ဂလာသတင်း Facebook စာမျက်နှာသို့တွားရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။နေ့စဉ်သတင်းများအတွက်မင်္ဂလာသတင်း Channel ကို Follow လုပ်ထားဖို့မမေ့ပါနဲ့နော်။